ချစ်မိတ်ဆွေတို့ရေငါးကောင်းမုံလာဥလေးကိုမကြီးမဲ့အရေးလေးထည့်ပြီးအချင်းဟင်းလေးချက်တော့မယ်ရှင်ငါးကောင်းလေးကိုကြက်တော့အဖြူနီစီလေးအနှဲငယ်ထည့်ပြီးစီတက်ပေးပါမယ်ရှင်ပြီးရင်မုံလာဥဖြူထည့်ပြီးရေနွေးလေးကိုလိုတလောက်ထည့်ပေးပါမယ်ရှင်အရသာလေးအတွက်ပစုံငပိငံပြရည်မကြီးရည်အရသာမုံစားလေးထည့်ပြီးအဖုံးလေးအုပ်ပြီးတက်ထားပေးရပါဦးမယ်ရှင်အရသာလေးကမိမိစိတ်ကြိုက်ပဲဆိုရင်ခရမ်းကျင်ဒီနန်းနန်းပင်ဂျူးမြစ်ကလေးအုပ်ပြီးတော့စားလို့ရပါပြီရှင်ငါးကောင်းမုံလာဦးအချင်းဟင်းလေးကအရန်ကိုတောက်လို့ကောင်းပါတယ်ရှင်